Hello ရှောင်းပေဆောင်ခေါ်မရာအားလုံးကိုမင်္ဂလာပါဒီနေ့ကကာဖီချီနိုအလွယ်နည်းကိုဖြောပြသွားမှာဖြစ်ပါတယ်ဆိုတော့လိုအပ်တဲ့ပစ္စည်းတွေကတော့ coffee မုတ်ရယ် sugar ရယ် fresh milk ရယ်လိုအပ်ပါတယ်ဒီသုံးမျိုးပဲလိုအပ်ပါတယ်ပေါ့နော်စကားစာရီကြော်သွားပေးပါဒါကအဓိက safe mommy ဖြစ်ဖို့အတွက်ကျွန်တော်ကပြပေးတာဖြစ်ပါတယ်ဆိုတော့အိုးတော့ကြည့်ခမိပါဒီနေ့ကမိလိုအပ်တဲ့လောက်ကိုတည်ပါမယ်မိမိ coffee တောက်တဲ့ချိန်မှာခွက်အပြည့်တောက်တဲ့လူလားတဝက်ပဲတောက်တဲ့လူလားခါလေးတောက်တဲ့လူလားဒါကတော့အချိုးစားတွေကိုယ့်အကိုချင်းချိန်လို့ရပါတယ်ဆိုတော့ coffee ဖြော်တော့မယ်ဆိုလို့ရှိရင်အခုလိုမျိုး coffee မွေတဲ့ဆက်လေးလိုပါတယ်နော်အဲ့ဒါမှ cappuccino ရတာကိုရပါမယ်ဆိုတော့ခွက်ထဲမှာကျမအများနဲ့တောက်နေကြပေါ့နော်အတိုင်းအချိန်စားတိုင်း coffee မုတ်ကိုအနည်းငယ်ထည့်လိုက်ပါတယ်ကျမကခတ်တက်မကြိုက်ဘူးဟိုချူချူလေးစိတ်စိတ်လေးအဲ့လိုမျိုးအရတာဖက်ကိုကြိုက်တယ်ဆိုတော့ရေနွေးတည်ထားတဲ့ဟာလေးကိုလိုအပ်တဲ့ပမာဏအတိုင်းကျွန်မကထည့်ပါတယ်ကျွန်မက coffee caffeine ကိုခွက်3ပုံရဲ့တပုံပဲထည့်ပါတယ်ရေပေါ့နော်ရေကိုအဲ့လောက်ပဲထည့်ပါတယ်ဆိုတော့အဲ့ဒီအိုးထဲမှာပဲကျွန်မကခုန fresh milk ကိုပြန်ပြီးမှတည်ပါမယ်ကျွန်မက milk ကိုကြိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ milk ကိုကကြတော့ဒီခွက်ရဲ့2ဆပေါ့နော်ခုန coffee က1ဆဆိုရင် milk က2ဆထည့်ပါတယ်ပြီးလို့ရှိရင်အဲ့ဒီနို့ကိုပြန်ပြီးတည်ထားပါမယ်ဒီနို့မှာတချို့က coffee နည်းနည်းwarm ကြိုက်တဲ့လူလားဒါမှမဟုတ်ပူပူလေးကြိုက်တဲ့လူလားအဲ့ဒီမှာတီးပိုရေးကြည့်ပါတယ်အဲ့ဒီနို့တည်တဲ့ခါကျရင် steam ထားတဲ့အနေထားမှာပဲလေထားလို့ရပါတယ်ကျွန်မကတော့ရန် hot တာကြိုက်တဲ့အတွက်ကြောင့်မလို့အဲ့ coffee ကိုsorry နို့ကိုကျွန်မကတော့တည်လိုက်ပါတယ်ဆိုတော့ coffee မွေတဲ့ဆက်နဲ့မွေပါမယ်ဒီမှာတီးရမှာကအမြုပ်ရမ်းကြိုက်တဲ့လူလားအမြုပ်တိတ်မကြိုက်တဲ့လူလားပေါ့နော်ဆိုတော့ကျွန်မကအမြုပ်တိတ်မကြိုက်တာဖြစ်တဲ့အတွက် zoom ကိုအောက်ကိုနစ်ပြီးမှမွေပါတယ်ဆိုတော့အမြုပ်ရမ်းကြိုက်တဲ့လူကတော့အခုအပေါ်မှာယူပြီးမှအပေါ်ဘောကနေပေါ့နော်မွေပေးရပါမယ်ကျွန်တော်တို့coffee အယောင်ပြောင်းတဲ့အတွက်ထိပြောင်းသွားတဲ့အထိပေါ့နော်မွေပေးပါမယ်ဆိုတော့ဒီနေရာမှာ sugar ထည့်လို့ရပါတယ်ကျွန်မကsugar ကြိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ထည့်ပါတယ်တချို့ကခါတက်တက်အရသာလေးကြိုက်တယ်ပေါ့နော်ဆိုတော့မလိုပါဘူးကျွန်မကတော့ brown sugar ကိုသုံးထားပါတယ်အဲ့ဒါပြီးရတဲ့နောက်တစ်ခေါက်ကျွန်မကပြန်မွေပါတယ် coffee ကဒီမှာဝေတော့အရင်စီကြည့်ရလေနော်အဲ့ cappuccino တို့ဆိုလို့ရှိရင် Starbucks ပဲဖြစ်ဖြစ် Zoo ပဲဖြစ်ဖြစ်အရင်စီကြည့်ရလေနော်ဆိုတော့ကဲနို့ကိုထည့်ပါမယ်ကျွန်မကပွက်တဲ့အနေထားမှာထားပါတယ်ဒီနေရာမှာနို့ကိုအနည်းငယ်ခြံထားမှကိုလိုချင်လို့ရှိရင်ပုံနေပေါ်လို့ရတယ်เนาะဘာလို့ဆိုအမြုပ်ကဟိုတော့ပုံမှာရှိထားတာဖြစ်တဲ့အတွက်ကြောင့်လေဆိုတော့နောက်တစ်ခါပြန်ပြီးမှမွေပေးပါမယ်เนาะကျွန်မတောက်နေတဲ့အများနဲ့ကျွန်မတောက်နေတဲ့အတိုင်းသားပေါ့เนาะဆိုတော့တငယ်ချင်းတွေကခွက်အကြီးသုံးနေဆိုရင်ခွက်အကြီးထဲမှာထည့်ပြီးမှမွေပေးလို့ရပါတယ်ဆိုတော့အခုကကြတော့ cappuccino ရရှိသွားပြီဖြစ်ပါတယ်ဆိုတော့အစဆုံးကြည့်ရှုပေးတဲ့သူအရောက်စတန်ကိုအထူးကျေးဇူးတင်ပါတယ်ကျမရဲ့ရွှေရှင်နဲ့မနက်စာလေးပါဘိုင်ဘိုင်